မင်္ဂလာပါကျွန်တော်ရဲ့ထမင်းရှင်ခုနှစ်တာသမီးများအားလုံးမင်္ဂလာပါလို့ဆရာပြောချင်ပါတယ်အခုဆရာပြောပြပေးချင်တာကတော့ဆရာဆံမှာဗေဒင်မေးမြန်းခြင်းတဲ့မိတ်ဆွေများအတွက်ကိုဒီဗီဒီယိုဖိုင်လေးကိုထုတ်လွှင့်ပြီးတော့မှအထူးပြသပေးတာဖြစ်ပါတယ်ဗေဒင်မေးမြန်းခြင်းတဲ့မိတ်ဆွေများဆရာရဲ့ Page Messenger ဖြစ်စေ Viber ဖုန်းနံပါတ်ဖုန်းတိုက်ရိုက်ခေါ်ဆိုရေးဖြစ်စေဆရာထံမေးမြန်းနိုင်ပါတယ်ဆရာရဲ့ Viber Telegramဖုန်းနံပါတ်လေးကတော့399442168224ဖြစ်ပါတယ်ဆရာထံမှာအခြေရေးနဲ့ပတ်သက်ပြီးအစင်မပြေဖြစ်တာသမီးစားပြဿနာတက်လို့မေးမြန်းခြင်းတဲ့လူတွေအိမ်တော်ရဲ့အစင်မပြေလို့เนาะမိသားစုဂျားဝင်အနောက်ရှက်ရှိနေတဲ့လူတွေဒါပွန့်ပွန့်လင်းလင်းဆရာထံဆက်သွယ်မေးမြန်းနိုင်ပါတယ်ဒါမှမဟုတ်မိမိရဲ့စီးပွားရေးလုပ်ငန်းတွေဖက်ကနေကြာဆင်းနေလို့အလုပ်ကိုင်အစင်မပြေလို့စီးပွားရေးအတွက်မေးမြန်းခြင်းတဲ့မိတ်ဆွေတွေပညာရေးကျန်းမာရေးနော်လူမှုရေးအတက်ခိုက်ရှိတဲ့လူတွေအမှုခင်းရင်ဆိုင်နေရတဲ့လူတွေရတရားစီမံနေဆောင်ရွက်ခြင်းနဲ့ဆိုရင်ဆရာကြီးကိုယ်တိုင်ရတရားစီမံတွေကိုတိတိကျကျစီမံဆောင်ရွက်ပေးပါတယ်တခုတော့ပြောချင်ပါတယ်ယုံကြည်မှုရှိမှဆက်သွယ်ဖို့တော့ဆရာအထူးပြောချင်ပါတယ်ဗေဒင်မေးမြန်းမိတ်ဆွေများအတွက်ဆရာပြောပြချင်တာကတော့ဆရာထံမိမိတို့ရဲ့နာမည်အသက်မွေးခုနေနံလေးတွေတိတိကျကျပို့ပေးရပါမယ်အခြေရေးအိမ်တော်ရေးမေးမြန်းခြင်းတဲ့မိတ်ဆွေများကတော့ချစ်တူဤစားနှစ်ယောက်စလုံးရဲ့နာမည်အသက်မွေးခုနေနံလေးတွေတိတိကျကျပို့ပေးရပါမယ်เนาะညံပူဇော်ကအနေနဲ့ပေါ့เนาะဆရာဘက်ကနေတူဟောပြောကကို2000တတ်မှတ်ထားပါတယ်ညံပူဇော်ကကိုကေပေးဝေပေးလို့မှတစင်ထည့်ပြီးတော့မှမေးမြန်းနိုင်ပါတယ်ကေပေးဝေပေးအစင်မပြေတဲ့မိတ်ဆွေများပုံပေတိုက်ရိုက်ထည့်ပြီးတော့မှလည်းမေးမြန်းနိုင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါခင်ဗျာခုနှစ်တာသမီးများအားလုံး